FIFA ရဲ့တကယ်ကိုထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့သတင်းတစ်ခုအခုလေးတင်ထွက်ပေါ်လာပါတယ်။အင်္ဂလန်ပရီးမီးယားလိရဲ့နာမည်ကြီးဆုံးနဲ့အငင်းပွားစရာအကောင်းဆုံးဒိုင်လူကြီးတစ်ယောက်ဖြစ်တဲ့ Stuart Atwell ကို2026ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာဒိုင်လူကြီးအဖြစ်တာဝန်ပေးမှာမဟုတ်ဘူးလို့ FIFA ကတရားဝင်ဆုံးဖြတ်လိုက်ပါပြီ။ဒါဟာအကြောင်းမဲ့ဖြစ်လာတာမဟုတ်ပါဘူး။အနည်းဆက်ဆုံးသတင်းတွေအရ Atwell ရဲ့မကြာသေးခင်ကကင်တွယ်ခဲ့တဲ့ပွဲစဉ်တွေမှာမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေဟာအဆင့်မြင့်တောင်းရှိသူတွေကြားမှာပြင်းထန်တဲ့ဝေဖန်မှုတွေဖြစ်ပေါ်စေခဲ့လို့ပါ။အထူးသဖြင့်ဖုံးမောက်နဲ့ Manchester United ပွဲစဉ်ပြီးတော့ Burnley နဲ့ Manchester United ပွဲစဉ်တွေမှာသူပေးခဲ့တဲ့ဆုံးဖြတ်ချက်တွေဟာပွဲရလဒ်ကိုတိုက်ရိုက်တက်ရောက်မှုရှိစေခဲ့တာကြောင့်ပရိသတ်တွေကအသင်းတာဝန်ရှိသူတွေပါဒေါသထွက်ခဲ့ကြတာပါ။ပွဲစဉ်တစ်ခုလုံးမှာတူညီတဲ့မှားယွင်းမှုပုံစံမျိုးတွေတွေ့နေရတာကသူ့ရဲ့အရေးချင်းအပေါ်မေးခွန်းထုတ်စရာဖြစ်လာစေပါတယ်။ FIFA ရဲ့အတွင်းသတင်းတွေအရဆိုရင်Atwellကိုကမ္ဘာအဆင့်ဒိုင်လူကြီးတစ်ယောက်အနေနဲ့သတ်မှတ်ချက်အောက်ရောက်နေသူလို့တောင်ရှုမြင်နေကြတာပါ။ဒါဟာတပွဲနှစ်ပွဲမှားတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့ဂုဏ်သိက္ခာပိုင်းကကျွမ်းကျင်မှုပိုင်းမှာပါကမ္ဘာအဆင့်မှာပြဿနာရှိနေပြီလို့သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။ကမ္ဘာဖလားဆိုတာဟာဘောလုံးလောကရဲ့အကြီးကျယ်ဆုံးစင်မြင့်ဖြစ်တာကြောင့်အမှားယွင်း14တောင်ခွင့်လွှတ်လို့မရပါဘူး။အခုလိုအရေးယူလိုက်တာဟာအပတ်စဉ်နဲ့အမျှဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေအပေါ်စိတ်ပြက်နေရတဲ့ Manchester United ပရိသတ်တွေအတွက်တော့တရားမျှတမှုတစ်ခုကိုရလိုက်တယ်လို့ခံစားရမှာအမှန်ပါပဲ။မိမိတို့အသင်းရဲ့ရမှတ်တွေဆုံးရှုံးသွားရတဲ့အပေါ်အခုလိုထိရောက်တဲ့အကျိုးဆက်တွေရှိလာတာကိုသူတို့ကြိုဆိုကြမှာပါ။ဒါပေမဲ့ဒီနေရာမှာမေးစရာရှိလာတာကဒီဆုံးဖြတ်ချက်ဟာတကယ်ပဲမျှတရဲ့လား။ဒါမှမဟုတ်Atwellကိုနမူနာပြအဖြစ်ပေးလိုက်တာလားဆိုတာပါပဲ။ Premier League မှာဒိုင်လူကြီးတွေရဲ့အမှားတွေဟာတနေ့တခြားပိုများလာနေချိန်မှာAtwellတယောက်တည်းကိုပဲအခုလိုကမ္ဘာဖလားကနေချန်လက်ထားခဲ့တာဟာတခြားဒိုင်လူကြီးတွေအတွက်ပါတတိပေးကောင်းလောင်းတန်ဖြစ်လာနိုင်မလားပရိသတ်တို့ကဘယ်လိုထင်ကြလဲ။ FIFA ရဲ့ဒီဆုံးဖြတ်ချက်ဟာမှန်ကန်တယ်လို့ထင်ပါသလား။ဒါမှမဟုတ်Atwellအပေါ်မှာအရန်ပြင်းထန်လုံးတယ်လို့မြင်ပါသလား။မိမိတို့ရဲ့ထင်မြင်ချက်တွေကိုအောက်မှာမှတ်ချက်ပေးသွားကြပါဦး။အခုလိုဘောလုံးလောကရဲ့နောက်ဆုံးရသတင်းတွေကိုလက်လွတ်မခံရအောင်လဲကျွန်တော်တို့ရဲ့ channel ကို follow လုပ်ပေးဖို့မမေ့ပါနဲ့ဦးခင်ဗျာ။